တရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုဂ္ဂိုလ်တွေကခဏနေပါအောင်ခဏနေပါအောင်စည်ရင်းရှင်းလို့မပြီးသေးလို့တဲ့အဲ့ဒါဘာလို့ဆိုရင်ဓမ္မပူဇာတွေကငွေကိုအတန်ချက်ဆက်ငှားကားကဘလောက်ဖြာငှားကားကဘလောက်မီးငှားကားကဘလောက်ဆက်ငှားကားကဘလောက်ဆိုတော့အဲ့ဒီစည်ရင်းရှင်းတာမပြီးသေးလို့တဲ့ဓမ္မပူဇာကိုမလှူနိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးဗမာပြည်မှာဒီလိုဖြစ်နေတာတွေရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူးအဲ့ဒါလို့မဖြစ်သင့်ဘူးဒါကြောင့်မို့လို့တရားပွဲတွေမှာခိတ်ဝါကနေပိတ်ပြီးတော့အလှခန္ဓာဟာမမှန်ကန်ဘူးလို့ဘုန်းကြီးတို့ကတော့ခံစားတယ်။ဘာဖြစ်လို့မမှန်ကန်တော့ဆိုတရားနာခြင်းလို့လာရတဲ့ပုဂ္ဂိုလ်ကအလှခံဘုံထဲမှာအလှခံမထည့်ကြရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့နာမှာရှိနေတာအဲ့တော့တရားအလှခံတရားလှူတဲ့ဒီငွေပလားတွေကိုပတ်စံလေးမထည့်ပဲနဲ့ဝင်သွားရမှသူ့ဖို့မှာရှက်ကောင်းရှက်ပေလိမ့်မယ်ဒါမျိုးကမဖြစ်သင့်ဘူးတရားနာတယ်ဆိုတာအခမဲ့ပဲနာသင့်တယ်တရားတရားပေါက်လို့လှူတာကိုသာလက်ခံသင့်တယ်လှူအောင်တော့မတောင်းခံသင့်ဘူးပေါ့ဘုန်းကြီးတို့တော့အဲ့ဒါကိုလုံးဝမနှစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုန်းကြီးတို့နာမည်သုံးပြီးတော့အလှခံတယ်ဆိုတာတွေလည်းကြားတယ်ဆရာတော်ကြီးကကျမ်းမာရေးမကောင်းဘူးအမှန်တမ်းဝမ်းနေစရာတွေပြောကြတယ်လူတနာလာအောင်ဒါတောင်းတာနဲ့တူတူပဲဒါသရောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မဖြစ်သင့်ဟိုလွန်ခဲ့တဲ့တစ်နှစ်ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတယ်ထင်တယ်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်တန်းပို့ချဖို့ရပင့်တယ်နှစ်စဉ်ပင့်တာအဘိဓမ္မာသင်တန်းသွားပို့ချပင့်တာကိုစင်ကာပူဆေးကုသွားမှဆေးဘဝကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့လှူခန္ဓာမျိုးဘုန်းကြီးတို့ကနောက်ကျပြန်ကြားတယ်ပေါ့ဘာဆေးဘဝကမှမလိုဘူးဘုန်းကြီးဆိုတာဘယ်နေရာရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတရားဓမ္မတွေရှိသူတို့ပဲကုပေးတကယ်လဲဆေးကုသွားတာမဟုတ်ဘူးအဲ့ဒီလိုမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေပဲဘုန်းကြီးတို့လည်းတိတ်ခါကြတယ်အဲ့ဒါမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတာတကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေကိုပြောပြတယ်အဲ့ဒါကြောင့်မို့လို့ဓမ္မပူဇာဆိုတာသူလှူခြင်းတဲ့စေရနာရှိတဲ့ပုဂ္ဂိုလ်သာလှူပါစေလှူကြပါတန်းကြပါလို့ပြောစရာမလိုဘူးလှူခြင်းလို့ရှိရင်လှူလိုတဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေအောင်အလှလက်ခံတဲ့နေရာလေးသာရှိတဲ့နဲ့အလှခံဖလားဆိုတာမထားသင့်ဘူးအေးတချို့ကဆိုလမ်းပိတ်ပြီးတော့အလှခံထားတယ်ဘုန်းကြီးတို့နဲ့တခါပကံကြောင်ဥပက်ကိုတခါကြီးတယောက်နဲ့ခရီးသွားဘူးတယ်ခရီးသွားတဲ့အခါကျတော့ခိတ်တခိတ်မှာရှေ့ကနေပြီးတော့မောင်းတန်ကြီးတားပြီးတော့အလှခံပုဂ္ဂိုလ်ကလှခံတယ်အလှခံတာဗာနဲ့အလှခံတော့ဆိုဖြတ်ပိုင်းနဲ့အလှခံတယ်လဲဆိုသေးတယ်သူကရေးထားတာဘယ်လောက်50တဲ့ဖြတ်ပိုင်းဖြုတ်ပေးတယ်အဲဘုန်းကြီးနဲ့ပါလာတဲ့တခါကြီးကလည်းခတ်ရွတ်ရွတ်ကိုသူကမင်းတို့ဒါဘာလောက်ထားလဲတဲ့အလှခန္ဓာလားငွေကောက်ထားလားတဲ့အလှခန္ဓာပါတဲ့ဟာအလှခန္ဓာဆိုလို့ဆိုတာဘာဖြစ်လို့50လို့ရေးထားတယ်9သရာတာ9ချက်ပဲဆိုပြီး9ချက်တန်ပြစ်ချပြီးတော့ဆက်သွားလိုက်ဟောဒါမျိုးတွေဖြစ်တယ်ပေါ့ဒါကိုယ်တွေဖြစ်ခဲ့တာတခုပဲပေါ့နောက်ပြီးတော့ဘုန်းကြီးတို့ဒီရန်ကုန်ကတကားတယောက်ဘုန်းကြီးတို့တညင်ဘက်မှာကျောင်းဆောက်တယ်ကျောင်းဆောက်တယ်ဆိုတာတရားဓမ္မတွေလှူတာသူကသူတရားဓမ္မတွေဘက်ကဘာမှမလိုဘူးလူတန်းနေကြတာပဲဘုန်းကြီးတို့ကဘာမှသွားအလှခံစရာလည်းမလိုဘူးသူ့ဘာသူတရားပေါက်လှူတာပဲအဲတရားတယောက်ကဘာလာလျှောက်တုံးဆိုဆရာတော်တဲ့ဆရာတော်ကျောင်းဆောင်နေတာဖြတ်ပိုင်းလေးရိုက်ပေးပါတဲ့သူအလှခံပေးပါမယ်တဲ့ဟာတရားကြီးဘယ်လိုပြောလိုက်တာလဲလို့ဘုန်းကြီးတို့ကတစ်သလုံးဒီလိုအလှခံလုပ်တဲ့ဘုန်းကြီးမဟုတ်ဘူးလို့လောက်ပါနဲ့လို့အဲ့ဒါလို့လူတွေကလည်းရှိသေးတယ်လောကမှာ
ကိုလူချင်းကိုယ့်အကိုလှူသူများကိုသွားပြီးအလှခန္ဓာမျိုးကိုလုံးဝမလုပ်နဲ့တနေ့ကတည်းကဘုန်းကြီးတို့မုံရွာမှာတရားပွဲသွားတယ်တရားပွဲကျင်းပတဲ့တကားကဆရာတော်အထုပ်ပတ်တိရိုက်ပြီးတော့ဝေပြားစီအေးဝေပေါ်စာမှုကျမ်းလာပြဘာတွေပြတော့ဆိုဘုန်းကြီးတို့ကိုလှူထားတဲ့ကျောင်းတိုက်ပေါ့အသစ်တီထောင်တဲ့ကျောင်းတိုက်ရှိတယ်အဲ့ဒီကျောင်းတိုက်မှာဘာအဆောက်အဦတွေတော့ပြီးပြီဘာအဆောက်အဦတွေဆောက်ဖို့လိုသေးတယ်လို့သူကရှာဟာဘာဖြစ်လို့ဓာတ်တွေထဲ့တာလဲမထဲ့နဲ့လူတွေသိနေတာပဲသူလူချင်းသူကသူလာလူလိုက်မယ်ဒါကအလှခံတဲ့သဘောပဲလုံးဝမလောက်ပါနဲ့လို့ဘုန်းကြီးတို့ကစောစောသိလို့ပဲဖြတ်ခိုင်းလိုက်ရတယ်တခါတရံကျတော့ဘုန်းကြီးတို့သဘောနဲ့မဟုတ်ဘဲနဲ့ဒီလိုဟာမျိုးလောက်ကြတယ်တချို့ကတစ်ချက်၅ပြားနဲ့စေရနာတရားပေါက်ရင်လူကရှိတာအကုန်ထုတ်လို့သူများလာအလှခံလို့ရှိရင်တစ်ချက်၅ပြားပဲထည့်မှာပေါ့လူစိတ်ကကြည့်လေမြတ်စွာဘုရားကဆုံးမထားတာတွေရှိတယ်ယာစကောအပိယောဟောတိတဲ့အလှခံတဲ့လူဟာအမုန်းခံရတယ်တဲ့ပြီးတော့နောက်ယာစနံရောဒနံအာဟုတဲ့အေးတောင်းတာဟာငိုတာပဲဘာဖြစ်လို့ငိုခြင်းရဘာဖြစ်လို့လူတကာရဲ့အမုန်းခံရမုန်းတတ်တဲ့ယာစကောအပိယောဟောတိရှေးတုန်းကအမတ်ကြီးအိမ်ကိုကိုရင်လေးတစ်ပါးကသွားပြီးတော့အလှခံတဲ့အလှခံတော့တကာကြီးကပြောတယ်ကိုရင်ယာစကောအပိယောဟောတိတောင်းတတ်တဲ့ပုဂ္ဂိုလ်ဟာအမုန်းခံရတယ်ဆိုတာမသိဘူးလားလို့ဆိုတော့ကိုရင်ကလည်းအညံ့မခံဘူးတကာကြီးယာစံအတ္တမပိယောတောင်းလာတာကိုမလှူရင်လည်းအမုန်းခံရတယ်ဆိုတာတကာကြီးမသိဘူးလားဟောနော်အလှခံတဲ့ပုဂ္ဂိုလ်ကိုဒါအလှခံခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ကလည်းမုန်းတယ်အလှခံတာမရလို့ရှိရင်လည်းမုန်းတယ်အဲ့တော့တဦးနဲ့တူအမုန်းပွားရုံပဲရှိဘာမှအကျိုးမရှိဘူးလူခံတရားပေါက်လို့သူ့ဘာသူလှူတာဒီလိုပဲဖြစ်တယ်ဘုန်းကြီးတို့မမရရဒီအသက်ဒီရွယ်ရောက်လာပြီကိုယ်ယဟန်ခံထားတဲ့ယဟန်တကယဟန်မတောင်းမှာပဲနှစ်ခါတည်းပဲတောင်းမှုတယ်ဒါခဏခဏပြောတာမတောင်းဘူးနဲ့ခဏခဏပြောလို့အဲ့နှစ်ခါတော့တောင်းမှုတယ်ဘာလို့ကျင်လဲဆိုတာပြောဘူးတယ်မန္တလေးမှာအမတန်စာတတ်တဲ့ဆရာတော်ကြီးတစ်ပါးကိုကျောင်းတကာကျောင်းမှာလျှောက်တယ်ဆရာတော်လိုရာရှိမိတ်ရှိပါဗျလိုရာရှိမိတ်ရှိပါဆရာတော်ကြီးကဘာပြောတို့ကလေးမှမဟုတ်တာကလေးလိုမုံတောင်းနေရအောင်မလားကိုယ့်ဘာကိုကြည့်လှူပေါ့လို့ပြောတယ်ဟောကိုယ့်ဘာကိုကြည့်လှူဘာလို့လဲဆိုတော့ကိုယ့်ကိုကြည့်လိုတယ်ထင်တာလှူတို့ကဘာလို့လဲညာလို့တယ်ဒီလျှောက်ပြောစရာမလိုဘူးလို့ဘုန်းကြီးဆိုတာညာတိပဝရိတဆွေမျိုးဆိုရင်တောင်းကောင်းတယ်အလိုရှိရင်ဆရာတော်တပည့်တော်စီလှူခံပါဖရာလို့ဆိုရင်လည်းတောင်းကောင်းတယ်ပေါ့ညာတိပဝရိတဆိုတာရှိတယ်